နိုင်ငံတော်သမ္မတအိမ်တော်တွင်မြမရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အခမ်းအနားကိုဒီကနေ့တင်းကျပ်အကျိုးနေ့နနက်ပိုင်းမှာနေပြည်တော်မှာရှိတဲ့သမ္မတအိမ်တော်မှာကျင်းပခဲ့ပါရရှင်။နိုင်ငံတော်သမ္မတဦးထင်ကျော်ကအားလုံးစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။အများအကျိုးကိုထမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များဖြစ်ကြပါစေ။အမှန်တရားဘက်မှယက်တည်နိုင်သည့်ပုဂ္ဂိုလ်များဖြစ်ကြပါစေ။မင်းပြင်းမင်းနဲ့မှကင်းဝေးကြပါစေဟုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါရရှင်။နိုင်ငံတော်သမ္မတအိမ်တော်မှာကျင်းပခဲ့တဲ့တင်းကျပ်အကျိုးနေ့အခမ်းအနားကိုနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကတော့တက်ရောက်နိုင်ခြင်းမရှိကြောင်းလည်းသတင်းရရှိပါရယ်။ဒေါအောင်ဆန်းစုကြည်ဟာဧပြီလ9ရက်နေ့နနက်ပိုင်းမှာနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာရှိတဲ့မျက်စိနားနှာခေါင်းလေကြောင်းအထူးကုဆေးရုံကြီးမှာမျက်စိခွဲစိတ်ကုသမှုခံယူခဲ့ရပါရယ်ရှင်။လာမယ့်ဧပြီလ16ရက်နေ့မှာလည်းနောက်ထပ်မျက်စိတစ်ဖက်ကိုထပ်မံခွဲစိတ်ဖို့ရှိတယ်လို့သတင်းရရှိပါရယ်။ရခိုင်ကသမ္မတအိမ်တော်မှာကျင်းပခဲ့တဲ့တင်းကျပ်ပွဲတော်တွေကိုတင်းကျပ်အကြနေ့နဲ့အကျက်နေ့2ရက်ကျင်းပခဲ့ပေမဲ့အခုအစိုးရလက်ထက်မှာတော့ကုန်ကျစရိတ်များခြေတာနိုင်ရန်အတွက်တင်းကျပ်အကျိုးနေ့တစ်ရက်တည်းကိုသာနိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ဇနီးဒေါ်စုစုလင်ကဦးစီးကျင်းပခဲ့ခြင်းဖြစ်ကြောင်းကိုလည်းသတင်းရရှိပါရရှင်။